အားလုံးပဲမင်္ဂလာပါရှင်ခုကတော့ကြာစံဟင်းလေးချက်ပြမှာဖြစ်ပါတယ်ကြာစံချက်တဲ့ထဲကိုအတက်လူလေးကိုစီးတက်ပါမယ်ပြီးရင်တော့ကြက်သားပြုတ်ပြီးမှွာထားတာလေးကိုစီးတက်ဖို့ပဲပြင်ဆင်ပါမယ်ရှင်ကြက်သားလေးစီးတက်ပြီးတာနဲ့တစ်ဖက်မှာတော့ရင်းနှီးပုပတ်ဆူအောင်တင်ထားပါမယ်နှုတ်ပုပတ်ဆူတဲ့ကိုကြက်သွန်နီလေးရဲ့ကြက်မြုံမွေးလေးရဲ့ထည့်ပါမယ်ရှင်ပြီးရင်တော့အတက်လူလေးတွေကြက်တောင်ပန်လေးတွေကိုထည့်ထားပါမယ်ခင်းလေးချုံနေအောင်လို့ကြက်သားစီးတက်ထားတာလေးကိုထည့်ထားပါမယ်ခင်းလေးဖြစ်နေအောင်လို့ဘဲမောင်စုံကြီးနဲ့ငယ်ထားတာလေးကိုထည့်ပါမယ်ပြီးရင်တော့ကြက်ဥခောက်ထားတာလေးကိုထည့်ပါမယ်နောက်တည်ပွက်တဲ့အချိန်မှာတော့ကြာစံပက်လေးတွေကိုထည့်ပါမယ်ကြာစံပက်လေးစားလို့ကောင်းတဲ့အနေထားလေးရရင်ဟင်းအောင်ချလို့ရပါပြီရှင်ကဲအခုဆိုရင်တော့လွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတဲ့ကြာစံဟင်းကားလေးရပါပြီရှင်